အားနာတဲ့စိတ်ခါနာရင်တော့လိန်စေးရှိတယ်အားနာရင်တော့လိန်စေးမရှိဘူးတဲ့ဒီစကားလေးကရိုးရိုးလေးနဲ့တော်တော်လေးထိမိပါတယ်ကျွန်တော်တို့လူပတ်ဝန်းကျင်မှာတခြားသူတွေကိုစိတ်မချမ်းသာအောင်မလုပ်ချင်လို့မျက်နှာပြက်မှာဆိုလို့ဆိုတဲ့အားနာစိတ်တစ်ခုတဲနဲ့တင်ကိုဝင်ထုတ်ဝင်ပိုးတွေပေးမိနေတာဘယ်နှကြိမ်ရှိကြပြီလဲတကယ်တော့အားနာတတ်တဲ့အကျင့်ဟာလူကျင့်အဝတ်အရာကြည့်ရရင်တော့ကောင်းတယ်လို့ရှိပေမဲ့လက်တွေ့ဘဝမှာတော့ကိုပြန်တတ်နေတဲ့အစိတ်တစ်မျိုးပါပဲငင်းတဲ့နာကိုမငင်းရဲတဲ့အခါကိုယ့်ရဲ့အချိန်တွေအားအင်တွေနဲ့စိတ်ချမ်းသာမှုတွေဟာသူတစ်ပါးလက်ထဲရောက်သွားတတ်ပါတယ်ပြတ်သားတဲ့နေရာမှာမပြတ်သားတဲ့အခါကိုယ့်ရဲ့တန်ဖိုးဟာတဖြည်းဖြည်းကျဆင်းလာတတ်ပါတယ်လူတော်တော်များများကသင်အားနာနေတာကိုသိသွားတဲ့အခါသင်အပေါ်နားလည်ပေးဖို့ထက်အခွင့်အရေးယူဖို့ပဲအရင်စဉ်းစားကြပါလိမ့်မယ်သင်ကသူတစ်ပါးမျက်နှာကိုကြည့်ပြီးဟုတ်ကဲ့လို့ပြောလိုက်တိုင်းကိုယ့်ရဲ့စိတ်ငြိမ်သက်မှုကိုမဟုတ်ဘူးလို့ပြောလိုက်တာနဲ့အတူတူပါပဲဒါကြောင့်တခါတလေမှရစ်စစ်တယ်လို့ထင်ရပါစေပြတ်သားလိုက်ပါမလုံနိုင်တာကိုမလုံနိုင်ဘူးလို့ပြတ်ပြောပါမကြိုက်တာကိုမကြိုက်ဘူးလို့ပြတ်ပြောလိုက်ပါမိမိကိုချစ်တဲ့စိတ်ဟာတပါးသူကိုအားနာတဲ့စိတ်ထက်ပိုပြီးကြီးစိုးတတ်ပါတယ်လိန်စေးမရှိတဲ့အားနာယောဂါကြောင့်ကိုယ့်ဘဝကိုအနာတရမဖြစ်စေပါနဲ့ပြတ်သားမှုဟာရိုင်းဆိုင်တာမဟုတ်ပါဘူးကိုကာကွယ်တာတစ်မျိုးပါအသည့်တစ်ခုရမယ်ထင်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်